အမားဖြစ်သူကြောင့်တကွဲတပြားဖြစ်နေရတဲ့အကိုဖြစ်သူနဲ့ပြန်ဆုံနိုင်တော့မှာဖြစ်ကြောင်းငိုပြီးတော့ဖွင့်ဟလာခဲ့တဲ့အင်းချစ်သူရဲ့ညီမလေးအင်းချစ်သူကတော့2026ခုနှစ်ရဲ့ဒုတိယဆုံလင်ဗုဒ္ဓဝင်ပြိုင်ပွဲကြီးမှာအလဲတန်းအဆင့်ပထမဆုရှင်ဖြစ်သွားခဲ့တာပါတခြားပြည်နယ်အဆင့်ဆင့်ရဝင်ရောက်ရှင်ပြိုင်ခဲ့ကြတဲ့သူတွေအားလုံးထဲမှာမှထူးချွန်ထက်မြက်ပြီးတော့ဖြည့်ဆို့နိုင်ခဲ့တဲ့အတွက်ပထမဆုကိုထိုက်ထိုက်တန်တန်ဆုခူရရှိခဲ့တာပါအင်းချစ်သူရဲ့ဘဝအခြေအနေကလည်းအရန်ကိုတနာစရာကောင်းတဲ့အင်းချစ်သူရဲ့ဘဝဖြစ်ပါတယ်အခုလိုမျိုးတနာစရာကောင်းတဲ့အင်းချစ်သူရဲ့ဘဝအခြေအနေကိုသူမကိုယ်တိုင်ပြောပြခဲ့တာမဟုတ်ဘဲနဲ့သူမရဲ့ညီမဖြစ်သူကလူအများသိအောင်ဖွင့်ဟရင်းနဲ့သိကြရပြီးတော့အားလုံးကတနာသွားခဲ့တာဖြစ်ပါတယ်အင်းချစ်သူဗုဒ္ဓဝင်ပြိုင်ပွဲမှာပထမဆုံးရသွားတဲ့အချိန်မှာသူရဲ့၄နှစ်กว่าတဲ့ညီမဖြစ်သူကပျော်လွန်းလို့မျက်ရည်ကျတဲ့အထီကိုဝမ်းသာပီတိဖြစ်ခဲ့ရတာပါအသက်12နှစ်အရွယ်သာရှိသေးပေမဲ့အမဖြစ်သူအတွက်ဝမ်းသာပီတိဖြစ်နေတဲ့သူမရဲ့ပုံရိပ်တွေကတခြားသူတွေစီကိုပါကူးဆက်သွားစေခဲ့တာပါဒါအပြင်သူအမကမိသားစုအတွက်အနစ်နာခံပြီးတော့လုပ်ပေးခဲ့ပုံတွေကိုဖွင့်ဟပြောဆိုခဲ့တဲ့အပြင်သူတို့မိသားစုရဲ့အခက်အခဲတွေကိုလည်းသမီးလေးရပဲတိုင်ခံပြောပြသွားခဲ့တာဖြစ်ပါတယ်သူတို့မိသားစုကိုဗစ်ကာလကိုဖျက်ဆီးရတဲ့အချိန်မှာလည်းမိသားစု၄ယောက်လုံးကကိုဗစ်ဖြစ်နေခဲ့တာကြောင့်အမားဖြစ်သူကပဲဗန်းရောင်းပြီးတော့ရှာကျွေးခဲ့တာဖြစ်တယ်လို့မိသားစုစာဝင်နေရေးအတွက်ခက်ခက်ခဲခဲဖျက်ဆီးရတဲ့အချိန်မှာအခုလိုတိန်းတစ်ထောင်ရရှိအောင်ဂျိုးပန်းနိုင်ခဲ့တဲ့အမားဖြစ်သူအတွက်ဂုဏ်ယူမဆုံးဖြစ်နေရတာပါသမီးလေးတို့ရဲ့မိသားစုက9ယောက်ရှိရဆိုပေမဲ့လည်းလက်ရှိမှာတော့4ယောက်သာနေထိုင်နေရတာပါအကြောင်းရင်းကအကိုအကြီးဆုံးဖြစ်သူဟာနိုင်ငံသားမှာတွားရောက်အလုပ်လုပ်နေရတာကြောင့်ပါမိသားစုစာဝင်နေရေးမပြေလည်တာကြောင့်အကိုဖြစ်သူကအဝေးရောက်နေရတဲ့အပေါ်မှာလည်းမိသားစုကစိတ်မကောင်းဖြစ်နေရတာဖြစ်ပါတယ်အခုဆိုရင်အမဖြစ်သူကတိန်းတစ်ထောင်စုကိုရရှိပိုင်ဆိုင်ခဲ့ရပြီမို့အကိုဖြစ်သူကိုပြန်ခေါ်နိုင်တော့မှာမို့ဝမ်းသာနေတာပါသမီးလေးကအဖေအမေအကိုအမတွေနဲ့မိသားစုစုံစုံလင်လင်အထူးထူနေကြတာဖြစ်ပြီးတော့သူကလည်းမိသားစုအတွက်အကျိုးရှိသူတစ်ယောက်ဖြစ်ချင်ခဲ့ရပါသမီးလေးကအင်တာဗျူးတွေကိုတိုင်ခံဖြေပေးတဲ့အတွက်အားလုံးကအင်းချစ်သူလေးရဲ့ဘဝအခြေအနေတွေကိုနားလည်သွားခဲ့တယ်လို့ပို့ပြီးတော့လည်းစိတ်မကောင်းဖြစ်ကြတာပါဒါကြောင့်အင်းချစ်သူအတွက်ဂုဏ်ပြုဝဲလုပ်ပြီးတဲ့အခါကျရင်ဂုဏ်ပြုစုချူးမြင့်ပေးမဲ့သူတွေကလည်းအများကြီးဖြစ်လာခဲ့ပါတယ်အားလုံးကသမီးလေးတို့ရဲ့မိသားစုပြေလည်စေချင်ကြသလိုကိုပိုင်အိမ်ဝိုင်းလေးကိုစောက်ပေးချင်တဲ့သူတွေလည်းအများကြီးရှိနေပါတယ်ဒါကြောင့်မို့သမီးလေးအင်းချစ်သူကဗုဒ္ဓဝင်ပြိုင်ပွဲမှာပထမဆုံးရအောင်လုပ်နိုင်ခဲ့တယ်လို့သမီးလေးကလည်းသူတို့မိသားစုအကြောင်းတွေကိုလူတွေစီကိုပြောပြပြီးတော့သူတို့မိသားစုကိုလူတွေသနာလာအောင်အာယုံဆိုင်လာအောင်ကြိုးပမ်းနိုင်ခဲ့တယ်ဆိုရင်လည်းမမှားပါဘူးပြီးခဲ့တဲ့နှစ်မှာပထမဆုံးရရှိခဲ့တဲ့အင်တာဗျူးလေးရလည်းချိုးတေးခဲ့တဲ့အတွက်ဒုတိယဆုံလင်ဗုဒ္ဓဝင်ပြိုင်ပွဲရဲ့စုချင်းငွေတွေအပြင်မြေခွက်တင်တဲ့အိမ်တွေကိုပါရတဲ့အထိဖြစ်ခဲ့ရပါဒါကြောင့်ဒီနှစ်မှာလည်းပဲအင်ချစ်သူတို့မိသားစုအတွက်ဘဝကြီးပြောင်းလဲနိုင်မဲ့စုချင်းငွေတွေအမှန်တကယ်ရရှိတော့မှအေးကံမလွဲပါသူတို့မိသားစုလေးကိုသနာကြတဲ့သူတွေအများကြီးရှိသလိုချမ်းသာတဲ့သူတွေကလည်းလူအများအာယုံစိုက်နေတဲ့သမီးလေးတို့ကိုကူညီပေးဖို့ရာအတွက်အဆင်သင့်ဖြစ်နေကြပါပြီဒါကြောင့်သမီးလေးအင်းချစ်သူကမိဘအတွက်လိမ္မာရေးချရှိတဲ့သမီးလေးဖြစ်တဲ့အပြင်ပညာရေးမှာလည်းထူးချွန်သူတစ်ယောက်ဖြစ်ကြောင်းသိရတာပါပရိသတ်ကြီးရောဗုဒ္ဓဝင်ပြိုင်ပွဲမှာပထမဆုံးရရှိခဲ့တဲ့သမီးလေးအင်းချစ်သူတို့ရဲ့မိသားစုအပေါ်တနာမေးကြလားကောမန့်လေးထဲမှာရေးခဲ့ပေးပါအောင်အဆုံးထိကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်